နားဆင်ကြည့်ရှုသူပရိသတ်အားလုံးမင်္ဂလာပါဒီနေ့မှာတော့ပျောက်ဆုံးနေတဲ့3နှစ်အရွယ်ကလေးကို3ရက်အကြာဒဏ်ရာတွေနဲ့ရှိထဲမှာသေဆုံးနေတဲ့နောက်ဆက်တွဲသတင်းကိုဖော်ပြပေးပါမယ်။ပဲခူးတိုင်းတိုင်ဦးမြို့နယ်ရှမ်းစုကြီးရွာအနောက်ပိုင်းက3နှစ်အရွယ်ကလေးငယ်တဦးပျောက်ဆုံးနေရာကနေ3ရက်ကြာမှဦးခေါင်းမှာဒဏ်ရာတွေနဲ့ရှိထဲမှာသေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့မိသားစုဝင်တွေနဲ့နှိစက်တွေထံကသိရပါဗျ။ပျောက်ဆုံးနေတဲ့ကလေးရဲ့အလောင်းကိုတော့ဖေဖော်ဝါရီလ28ရက်နေ့မနက်9:00နာရီလောက်မှာကလေးရဲ့နေအိမ်အရှိဘက်ကားလမ်းမှာတစ်ဖက်ချမ်းလွမ်းစီရီရဲ့ရေမြောင်းထဲမှာပြန်တွေ့ခဲ့တာလို့ဆိုပါရယ်။ကလေးရဲ့အလောင်းကရေပေါ်မှာပေါ်နေမှဒီမနက်ထက်ရှာကြတဲ့အချိန်တွေ့ကြတာပြီးခဲ့တဲ့ရက်တွေကလေးကရှာတဲ့အထက်အဲ့ဒီနေရာလေးပါပါတယ်။ရှာနေကြတာနေရာအစုံပဲရရှိထားတဲ့တန်ရာနဲ့ပတ်သက်လို့တော့ဘလို့ကြောင့်ရတယ်ဆိုတာပြောရခက်ပါတယ်လို့မိသားစုဝင်နဲ့နှိစက်သူတို့ကဆိုပါရယ်။ကလေးရဲ့ဦးခေါင်းမှာရရှိထားတဲ့ဒဏ်ရာကိုကြည့်ကလေးဟာလမ်းမပေါ်တက်လာစဉ်ကားရည်နဲ့တိုက်မိပြီးတော့ဒဏ်ရာရရှိချိန်ကားသမားတွေကရေမြောင်းတဲဆွန့်ပစ်တာဖြစ်နိုင်တယ်လို့ဒေသခံတချို့ကသုံးသပ်နေတယ်လို့တချို့ကလည်းကလေးကိုရိုက်နှက်ပြီးမှအလောင်းကိုဆွန့်ပစ်တာလို့လည်းသုံးသပ်ပြောဆိုနေကြပါတယ်။ကလေးငယ်ရဲ့အလောင်းကိုပြန်တွေ့တဲ့အချိန်ရေပေါ်မှာပက်လက်အနေထားနဲ့ပြန်တွေ့နေရပြီးစစ်ဆေးတဲ့အချိန်မှာဦးခေါင်းမှာဒဏ်ရာရထားတယ်လို့သိရပါတယ်။စစ်ဆေးပြီးတဲ့နောက်သေဆုံးသူမိသားစုဝင်တွေရဲ့ဆန္ဒအရဖေဖော်ဝါရီလ28ရက်မနက်ပိုင်းမှာရှမ်းစုကြေးရွာတုတ်တန်မှာတကြိုလိုက်တယ်လို့ဆိုပါတယ်။ဒီကလေးငယ်လေးကတော့ဦးအေးစော်မြင့်ဒေါ်နရွေဆိုတို့ရဲ့သားဖြစ်သူ3နှစ်အရွယ်မောင်ဆွေမှန်တဲ့ဖြစ်ပြီးတော့ဖေဖော်ဝါရီလ24ရက်နေ့ညနေ9:00နာရီလောက်မှာမိခင်ဖြစ်သူကထမင်းကျွေးနေရင်ကနေထမင်းထပ်ပြီးသွားထဲတဲ့အချိန်မှာပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကလေးပျောက်ဆုံးတာနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာဗီဒီဆီယာမတဦးကအခုလိုသုံးသပ်ထားပါတယ်။အဲ့ဒီကလေးပြောက်တာသွေးရိုးသားရိုးမဟုတ်လို့လုံးဝကက်ဆွဲမပြီးပါဘူး။ပြောက်တာဟုတ်မဟုတ်ကာယကံရှင်ပဲသိပါလိမ့်မယ်။ဒါလေးတင်တာကိုလာလောင်နေကြတာအဲ့ဒီကလေးကပြောက်တာလားသိနေတာလေ။ငကုတ်ကလေးကသွေးရိုးသားရိုးမဟုတ်ဘူး။ငါးစာထဲမှာရေးထားပြီးသား။ဘယ်နေ့ကလေးကသိနေလဲကာယကံရှင် posting ကလေးကရှိသေးလား။ကိုဟာကိုပြန်စုံစမ်းကြဘသူ့အမှားကြောင့်အခုလိုဖြစ်တာလဲပေါ်လာလိမ့်မယ်။ငါ့ကိုလာမလောင်ကြနဲ့လို့ပြောဆိုမှုပေါ့။သူ့ရဲ့အဖေကိုယေရှုပြောနေတယ်လို့ပဲလို့ဝေဖန်နေကြတဲ့အပြင်ကလေးကိုချက်ချင်းတကြိုလိုက်တဲ့အပေါ်လည်းပဲဝေဖန်မှုတွေရှိနေကြတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရှမ်းမြောက်မှာစစ်ကောင်စီရဲ့တန်ရင်လေးစစ်ရင်ကားစဉ်အပြီးတိုင်ပြောက်ခွင့်နေတယ်ဆိုတဲ့အကြောင်းကိုဖော်ပြပေးပါမယ်။စစ်ကောင်စီကရှမ်းမြောက်မှာရှိတဲ့မြို့နယ်တွေကိုလက်လွတ်လိုက်ရပြီးတဲ့နောက်ဒီမျိုးနယ်တွေမှာအခြေစိုက်ထားတဲ့တရင်တပ်ဖွဲ့တွေရဲ့စစ်ရင်ကားစဉ်အပြီးတိုင်ပြောက်ကွယ်သွားပြီဖြစ်ကြောင်းသိရပါတယ်။ရှမ်းမြောက်ကုကန့်တပ်မတော် MNDAA တောင်တပ်မတော် TNL ရခိုင်တပ်တော် AA မဟာမိတ်ညီနောင်တို့ဘက်က132ကိုစစ်စင်ရေးစတင်တဲ့အောက်တိုဘာ29ရက်ကစလို့ရှမ်းမြောက်မှာရှိတဲ့စစ်ကောင်စီစုမှုထားတဲ့မြို့နယ်တွေကိုသိမ်းပိုက်ခဲ့ရမှာဇန်နဝါရီလ4ရက်နေ့မှာ၎င်းတို့ရှိမှတ်ချက်ဖြစ်တဲ့နောက်ကင်ဒါကဆတစ်ခုလုံးကိုရရှိပြီးတဲ့နောက်စစ်ကောင်စီရဲ့စစ်ရင်ကားစဉ်လုံးဝပြောက်ကွယ်သွားပြီဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီကတော့နောက်ကင်ဒါကဆကြာဆုံးပြီးတဲ့နောက်ဒါကဆမှုအသေးထက်မှန်ခန့်အပ်ရေးရှိခဲ့ပေမဲ့၎င်းကိုရုံးထိုင်ပြီးမဲ့နေပြည်မရှိတဲ့အတွက်လောက်ကင်ဒါကဆတစ်ခုလုံးကိုဖျက်သိမ်းလိုက်ပြီးတော့စစ်စင်ရေးနဲ့ကိုကွဲမှုဌာနချုပ်စကခတင်နေရာကိုပြောင်းရွှေ့လိုက်တဲ့အကြောင်းတက်တွင်သတင်းမြစ်ထံကသိရပါတယ်။ဒါအပြင်သိမ်းဆည်းခံထားရတဲ့ကုန်ကျန်းနဲ့လောက်ကင်ကကုန်ကျန်းခလာရ122နဲ့လောက်ကင်ခမာရ322ကိုပူးပေါင်းပြီးတော့ကြောင်မဲမှာတက်စကန်တဲ့ဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်။စစ်ရေးအပြင်းထန်ဖြစ်ပွားခဲ့တဲ့နောက်ကျမှလည်းခမာရ7နဲ့ညာခွန်းတက်မှ129ကိုပူပေါင်းလိုက်ပြီးတော့ကွမ်းလုံခမရ239နဲ့နက်လန်ခလာရ243ကိုလည်းပူပေါင်းခဲ့တဲ့အကြောင်းတက်တွင်သတင်းတွေကဆိုပါတယ်။ဒါအပြင်ပါစင်ကျော်မှာရှိတဲ့ခမရ128ကိုလည်းနောက်ကျော်မှာရှိတဲ့တရင်တစ်ခုနဲ့ပူပေါင်းပြီးနက်စလက်မှာရှိတဲ့တရင်တွေကိုစကားက16လက်အောက်ခံကိုထည့်သွင်းသွားမှာဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီကတော့မဟာမိတ်တပ်ဖွဲ့နဲ့ဒီဇင်ဘာ17ရက်12ရက်နေ့တွေမှာဆွေးနွေးပွဲပြုလုပ်ကယာယီအပြစ်ခတ်ရစဲပြီးတဲ့နောက်လာရှိုးနဲ့ကြောင်မဲဘက်က TNL တပ်တွေရှိရာကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။အခုနောက်ပိုင်းမှာတော့ပြစ်ခတ်မှုရစဲပြီးတဲ့နောက်လာရှိုးနယ်ကြောင်မဲနောက်ကျော်ဘက်ကိုစစ်ကောင်စီတပ်ရင်အားတွေဖြန့်ကျင်းရရှိပြီးတော့လက်နက်ခဲယမ်းတွေနဲ့တပ်ရင်းတွေကိုပို့ဆောင်မှုတွေပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ဩစတြေးလျမှာနေထိုင်သူချင်းမျိုးသမီးတွေကိုမိမိကိုယ်ကိုအဆုံးစီရင်တဲ့အကြောင်းကိုဖော်ပြပေးပါမယ်။ဩစတြေးလျနိုင်ငံအရှေ့အမေဘုံမှာနေထိုင်သူချင်းမျိုးသမီးတို့ကတော့ဒီနေ့ဖေဖော်ဝါရီလ29ရက်မှာမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တယ်လို့သိရပါတယ်။ကွမ်လွန်သူအဗီလီယန်ကအသက်29နှစ်ဖြစ်ပြီးတော့အမျိုးသားနဲ့ကလေးတစ်ယောက်ချမ်းရင်ခဲ့တယ်လို့သိရပါတယ်။သူမကတော့ဩစတြေးလျချင်း community အရန်တူဖြစ်ပြီးတော့ဒီလိုဖြစ်စဉ်ကြောင့်မိသားစုနဲ့ထပ်တူဝမ်းနေတဲ့အကြောင်းဩစတြေးလျချင်း community အရန်ကထုတ်ပြန်ထားပါတယ်။သူကဘာကြောင့်အခုလိုလုပ်တာလဲစဉ်းစားလို့ကိုမရဘူးတကယ်ကိုစိတ်မကောင်းဘူးမိသားစုပြဿနာကြောင့်စိတ်ပြက်သွားတာလားမပြောတတ်ဘူးသူ့သားလေးကိုတအားတနာတယ်လို့သူနဲ့တိကျွမ်းသူတူကဆိုပါတယ်။
ကွယ်လွန်သွားတဲ့သူဟာဥယျာဉ်ကျုံနဲ့ဒေါ်စကီတို့ရဲ့သမီးဖြစ်ပြီးတော့ချင်းပြည်နယ်ထန်တလန်မြို့စာတီလေးဖြစ်ပါတယ်။သူကတော့2019ခုနှစ်မှာဩစတြေးလျနိုင်ငံကိုကျောင်းသားဗီဇာနဲ့ရောက်ရှိလာသူဖြစ်ပြီးတော့အိမ်တော်ပြုကတာတအုပ်ရရှိခဲ့တယ်လို့သိရပါတယ်။သူမရဲ့ရုံလောင်းကိုဘယ်နေ့မှတကြိုသွားမလဲဆိုတာကိုမသိရသေးတဲ့အကြောင်းနဲ့တကြိုမဲနေရာနဲ့ရက်စွဲကိုတော့ပြန်လည်ဖော်ပြသွားမယ်လို့ဩစတြေးလျချင်း community EM ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်အပါအဝင်မြို့နယ်တချို့မှာရက်ွက်ရုံကနေတက်ဆင် smart card လုပ်ဖို့စီယုံနှိုးဆော်တဲ့အကြောင်းကိုဖော်ပြပေးပါမယ်။နိုင်ငံသားစစ်စီရေးကမှတ်ပုံတင်ကို smart card အပြင်ပြောင်းလဲဖို့မြို့နယ်ရက်ွက်ကြီးရွာတွေမှာစီယုံနှိုးဆော်နေတဲ့အတွက်ပြည်သူတွေကြားမှာစိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။ရန်ကုန်မန္တလေးပဲခူးစတဲ့မြို့တွေအပါအဝင်မြန်မာနိုင်ငံဒေသအနှံ့မှာနိုင်ငံသားစစ်စီရေးကမှတ်ပုံတင်ကိုကွန်ပျူတာ data state တွေရေးသွင်းထားတဲ့ smart card အပြင်ပြောင်းလဲလုပ်ကြဖို့လက်နက်စီယုံနှိုးဆော်တာတွေရှိတယ်လို့ပြည်သူတွေစီကသိရပါတယ်။ရန်ကုန်မြို့လှိုင်သာယာမြို့နယ်တွေမှာပြီးခဲ့တဲ့ရက်ပိုင်းတွင်မှတ်ပုံတင်ကိုစမတ်ကတ်လာလဲလောက်ကြဖို့ရက်ွက်ရုံကနေတက်ဆင့်စီယုံနှုတ်ဆောင်နေပြီးတော့လူတို့ကတော့စိုးရိမ်ပူပန်နေတယ်လို့ဒေသခံတယောက်ကဆိုပါတယ်စမတ်ကတ်လောက်တာကလည်းသူတို့ရက်ွက်ရုံကနေမိုင်းနေလိုက်အော်တာရက်ွက်ရုံမှာလာလောက်ကြဖို့လိုက်ပြောတာလူတွေကဘာလဲမသိတော့သွားမလို့ရဲကြဘူးတချို့တော့သွားလို့ကြတယ်အဲ့ဒီကရှင်ရင်ဘယ်ပဲဖြစ်ဖြစ်သွားလို့ရပြီပေါ့ရွေးကောက်ပွဲအတွက်လားစစ်မှုထမ်းအတွက်လားအသက်ပြည့်ပြီးတဲ့သူစရင်ကောက်တာလားတူလို့နေပါအဓိကကတော့တားပြသမီးပြမိသားစုတွေလူငယ်ရှိတဲ့အိမ်တွေကမလုပ်ရဲကြဘူးစောင့်ကြည့်နေတာလို့ဆိုပါတယ်တချို့မြို့နယ်တွေမှာတော့ရက်ွက်ရုံကမဟုတ်ဘဲနဲ့လူမှုကြီးကြပ်ရေးရုံကဓာတ်ရိုက်လာရောက်ပြောဆိုစည်းရုံးတာတွေရှိတယ်လို့သိရပါတယ်။ပဲခူးမြို့မှာပြည်ပထွက်ဖို့နိုင်ငံကူးလက်မှတ်လုပ်ချင်ရင်စမတ်ကန်ပြောင်းပြီးမှစာအုပ်လုပ်ရမယ်လို့စစ်ကောင်စီလက်အောက်ကလောကရုံဝန်ထမ်းတွေကပြောဆိုတဲ့အတွက်အခကြေးငွေပေးပြီးတော့စမတ်ကန်တွေလုပ်နေကြတယ်လို့မြို့ကန်တယောက်ကဆိုပါတယ်။လိုက်အော်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ passport လုပ်ရင်စမတ်ကန်ပါမှလို့ပြောလို့ရတော့လူတွေကအကုန်တိုးကျပြီးလုပ်နေတာတန်းစီနေကြတာလည်းမနေပါဘူးစမတ်ကန်ရဖို့8000ပေးရတယ်မတန်းစီခြင်းဘူးပွဲစားနဲ့လုပ်ရင်3000ပေးရတယ်အထူးကပြဿနာတက်မှာစီဒီအန်သမားတွေပေါ့နောက်ပြည်ပထွက်ဖို့အသက်လျှော့ထားတဲ့သူတွေအကုန်တော့ကရောက်ပြီအဲ့ဒီစမတ်ကန်ဆိုတာမြေစင်းလေဦးအိမ်အောင်စုစင်တွေကအတိုင်းအကုန်အတေးကြထွက်တာဆိုတော့လွယ်တာတော့တော်တော်ကိုမလွယ်ဘူးနိုင်ငံသားစစ်စစ်ရေးမှတ်ပုံတွေကိုစမတ်ကန်ပြောင်းလဲလုပ်ဖို့စီမံချက်ကအရင်ရသားအစိုးရလက်ထက်ကစတင်ခဲ့တာပါလက်ရှိမှာလူတို့ရဲ့အကျိုးစီးပွားမဟုတ်ဘဲနဲ့စစ်ကောင်စီရဲ့နောက်ရောက်ကန်လိုက်ဖို့အတွက်ကောက်ယူထားတဲ့ data အချက်လက်ကိုစစ်တပ်အင်အားစုဆောင်းတာတွေမှာအသုံးပြုလာမှာကိုစိုးရိမ်ရတယ်လို့ကမ္ဘာတဝန်း digital နဲ့ပြည်သူ့အခွင့်အရေးဆိုင်ရာတိုးမြင့်ရေးနဲ့ကာကွယ်ရေးအဖွဲ့ Access Now ရဲ့မြန်မာနိုင်ငံတာဝန်ခံကဆိုပါတယ်2023ခုနှစ်လောက်မှာသူတို့ကတနိုင်ငံလုံးရဲ့ data ပေါ့နော်သူတို့ကွန်ပျူတာစနစ်ထဲမှာသွင်းပြီးသားဖြစ်တယ်လို့ကျမတို့နားလည်လို့ရတယ်သူတို့ target ထားခြင်းနဲ့လူတို့ target ထားခြင်းနဲ့အသက်အရွယ် target ထားခြင်းနဲ့မိသားစုဆိုရင်အဲ့ဒီအိမ်သားစုဇယားနဲ့လာရင်ရှာဖို့အတွက်နည်းနည်းခင်းရင်ပဲတွေ့ရတာကတော့ဒီစကားသူတို့အစိုးရလက်ထဲမှာရှိနေတဲ့ data မှတ်သမျှကိုအလွဲသုံးစားလုပ်ပြီးတော့လူတို့ကိုသူတို့လိုချင်တာမှတ်သမျှစင်ရစုဆောင်းတဲ့နေရာမှာအသုံးပြုလာနိုင်တယ်ဆိုတဲ့အန်ရပေါ့လက်ရှိကိုကျမတို့မြင်နေရတဲ့အနေအထားဖြစ်တဲ့အဲ့ဒါတော်တော်လေးကိုစိုးရိမ်စရာဖြစ်တယ်လူတို့မှာရှောင်ဖို့တိမ့်ဖို့အချိန်ကြီးမှာကျမတို့အဲ့ဒါတွေလည်းစိုးရင်ရတယ်လို့ဆိုပါတယ်နိုင်ငံတော်ဝန်နယ်မျိုးမှာရှိတဲ့ရက်ွက်တွေမှာလည်းပန်းရောင်မှတ်ပုံတင်ကတ်ကို smart card အပြင်ပြောင်းလဲဖို့အဲ့နိုင်ငံသားယာယီမှတ်ပုံတင်ကတ်စတာတွေအားလုံးကိုလည်း smart card ပြောင်းလဲပေးဖို့ပြောဆိုနေတာတွေရှိတယ်လို့ပြည်သူတွေထံကသိရပါတယ်စစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့နောက်မှာလူတို့ရဲ့စိုးရိမ်မှုတွေကမြင့်တက်လာသလိုစစ်ကောင်စီရဲ့အချက်လက်စုဆောင်းမှုကလည်းပုံမှန်မြန်ဆန်တိကျလာတယ်လို့လေ့လာသူတွေကဆိုပါတယ်နိုင်ငံရဲ့လူဦးရေ52တန်းကျော်နဲ့အင်အားစုဇယား16တန်းလောက်ရဲ့ data အချက်လက်တွေကိုသိသိကောက်ယူပြီးဖြစ်တယ်လို့စစ်ကောင်စီဘက်က2023ခုနှစ်နှစ်ကုန်ပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။